မြန်မာနိုင်ငံပြောင်းလဲမှုများကအလင်းအမြင်ကျွန်တော်တို့ဟာပြောင်းလဲမှုများရဲ့ထင်ဟပ်ချက်မတူခြားနားမှုများအသစ်များဒါဟာကျွန်တော်တို့ရဲ့ရင်ခုန်သံကျွန်တော်တို့ဟာရန်ကုန်ရဲ့လူငယ်များ There's something about skateboarding which develops your personality and a young person's personality way beyond what they could get from a school book or from just their normal school activities. ပုံမှန်စီးတာ15ရောက်အယောက်20လောက်ပဲရှိတယ်။အဲ့အများကြီးစကိတ်မစီးကြအောင်။မြန်မာပြည်မှာစကိတ်စီးခြင်းအားကစားဆိုတာတော်တော်ရှားပါပါတယ်။တော်တော်ရှားပါပါတယ်။ရှားပါတဲ့အကြောင်းရင်းကဒီမှာစကိတ်ပစ္စည်းကအစစကိတ်ကွင်းဆုံးပေါ့နော်။အဲ့လိုလိုအပ်ချက်တွေအများကြီးရှိတယ်။အခက်အခဲတွေအများကြီးရှိတယ်။အဲ့ဒီတော့ကြောင့်စီးရလူလည်းတော်တော်ရှားပါကြတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါကိုအရင်လဲဝါသနာပါတယ်။အဲ့တော့ကျွန်တော်တို့ဘယ်လိုအခက်အခဲပဲရှိကျွန်တော်တို့လုံးဝစကိတ်ဆက်စီးသွားကြမှာပါ Skateboarding is pretty much global now, but there's pockets all over the world where it simply isn't there. The fact that you can't do that here, or you could run into people that are just about managing to skate here, but doing it on a far less enjoyable level than is possible in other places. The fact that this is the case here is simply wrong, actually, and there is a part of the personality of urban youth, I think, which is being it's being underdeveloped. It's simply not being attended to, and it's just wrong. ကျွန်တော်နာမည်က skate သမား Globe ဖြစ်ပါတယ်အခုရောက်ရှိနေတဲ့နေရာကတော့တူနာ skate ကွင်းဖြစ်ပါတယ်ဟုတ်ပါတယ်အခုချိန်ဒီမှာတော့တူနာ skate ကွင်းကပျက်စီးနေပါတယ်အဲ့ဒါတော့မသိဘူးသူတို့ဖြစ်တာမဟုတ်ဘူးအပြင်ကဖြစ်တာလားမသိဘူးအပြင်ကဆိုတာဒီနေရာကိုသူတို့လည်းငားထားတာမပိုင်ဘူးနေရာကိုငားထားတာတခြားကုမ္ပဏီကဖြစ်တယ်ထင်တယ်ခက်ခဲတွေကတော့အများကြီးပါပဲကျွန်တော်တို့ဒီ skate စီးရတယ်မကောက်ဘူး skate စီးလာတင်မဲ့လူတွေတို့လည်းနေရာပျောက်သွားပါတယ်နောက်စီးမဲ့ skater တွေ run ဆိုတာတော့သူတို့မမြင်ဘူးတော့ပါဘူးအဲ့ဒီဂုံးတွေမဖြစ်ခင်တော့ကတော့ကျွန်တော်တို့အသိမပေးဘူးဘာမှလည်းကြိုးမပြောဘူးခေါ်ပြီးတော့အစည်းအဝေးလည်းမလုပ်ခဲ့ဘူးသူတို့ဘာသာသူတို့သဘောနဲ့သူတို့ဖြစ်လိုက်ကြတာပါအရင်ကဟိုဘက်အချမ်းမှာဆိုလို့ရှိရင်ပတ်လန်းလေးရှိတယ်ဒီ garden နဲ့ပန်းချံနဲ့အဲ့လိုမျိုးတွဲပြီးပုံစံမျိုးလေးဂုံးတွေအနှိမ့်မြင့်လေးရှိတယ်အဓိကတော့ဒီဂုံးကြီးကအလှဆုံးပဲအကောင်းဆုံးပဲအဲ့ဒီဂုံးကြီးကအခုမရှိတော့ဘူးတူနာ skate ကွင်းကကျဲတယ်ပြီးတော့စီးရပိုအဆင်ပြေတယ်ပိုလွတ်လပ်တယ်ဒီနေရာကနည်းနည်းကျင်းတယ်ပြီးတော့တက်သွားဖြစ်လာလမ်းသွားလမ်းလာလည်းရှိတယ်ပြီးတော့မှန်နေပါရှိရတော့ကျွန်တော်တို့စီးဖို့အတွက်နည်းနည်းကျင်းတယ်ပေါ့ခက်ခဲရှိပါတယ်နည်းနည်းများတော့ရှိပါတယ်အဲ့ဆိုကလေးတွေပါတယ်ရှိတယ်သူတို့တွေကဖြတ်သွားဖြတ်လာလည်းရှိတယ်အားကြရင် skate စီးတဲ့အခါမှာသူတို့ဝင်တိုင်းမှာစိုးရင်ရပါတယ်ဒီက mini run ဖြစ်ပါတယ်ဒီကတော့ city center စောက်ပေးရတဲ့ mini run ဖြစ်ပါတယ်ဒီကစောက်တာဆိုကျွန်တော်တို့ဒီ mini run စောက်တာတစ်နှစ်ပတ်လည်းပြည့်ပါပြီဒီချိန်မှာဒီ mini run ကတော်တော်လေးပျက်စီးနေပါပြီဘာလို့လဲဆိုတော့သူကတက်သားကိုအခြေခံပြီးစောက်တာတန် frame အခြေခံပြီးတက်သားနဲ့စောက်ထားတဲ့အတွက်ဒီရာသီဥတုမခံနိုင်ပါဘူးနောက်တစ်ခုကနေပူတာမိုးရွာတာဖြစ်တဲ့အတွက်ဒီတက်သားတွေကအလွယ်တကူပျက်စီးပါတယ်အဲဒါကြောင့်ဒီ mini run ကကျွန်တော်စီးဖို့အဆင်မပြေဖြစ်နေပါတယ်အခုကျွန်တော်တို့ရောက်နေတဲ့နေရာတော့ကန်တော်ကြီးထဲမှာရှိတဲ့ဘိုးချုပ်ပန်းခြံဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့မကြာခဏစကိတ်လာစီးဖြစ်ပါတယ်အရင်တော့ဆိုလို့ရှိရင်ဒီထဲမှာစကိတ်ကွင်းတစ်ခုရှိတယ်
အခုကတော့မရှိတော့ဘူးပေါ့နော်အခုကတော့ရေတခေါ်ကြီးဖြစ်သွားပြီကျွန်တော်တို့ဒီနေရာမှာဘာဖြစ်လို့စီးလဲဆိုတော့ဒီနေရာလေးက skate စီးလို့အရန်ကောင်းတယ်ပတ်ဝန်းကျင်လည်း agent တယ် view လည်းကောင်းတယ်လေကောင်းလေတက်လည်းရတယ်ကျွန်တော်တို့အဖွဲလိုက်စီးပြီဆိုလို့ရှိရင်ဒီဘူချိုပန်းညံထဲမှာပဲအမြဲတမ်းပတ်စီးလေးရှိတယ် ရန်ကုန်တွဲဆန်ဥယျာဉ်ဖြစ်ပါတယ်ဒီမှာကျွန်တော်တို့စကေးစီးစရာနေရာတော်တော်များများရှိပါတယ်ကျွန်တော်တို့ဒီကိုမိုးရသည်မဟုတ်လို့ရှိရင်များသောအားဖြင့်လာကြပါတယ်စောင်းရသည်နဲ့နေရသည်မဟုတ်နော်မိုးရင်းဆိုရင်ဒီမှာရေညှိတော်တော်ပေါ်တယ်အဲ့ချိန်ကျစကေးစီးလို့မရဘူးဒီမှာလွတ်လပ်စကေးစီးလို့ရပါတယ်ဒါပေမဲ့အဓိကဒီသွားတဲ့လမ်းတွေကပြီးခဲ့တဲ့2နှစ်လောက်ကဆိုအရန်ကောင်းတယ်ပေါ့နော်အခုဆိုမကောင်းတော့ဘူးဒီစကေးစီးလို့ရတဲ့ဒီလှေကားတချို့ပါညာအဲ့လောက်ပဲကျန်တော့အရင်ကတော့လမ်းတော်တော်ကောင်းတဲ့အတွက်စကေးလုံးဝပတ်စီးလို့ရတယ်ပေါ့တခြားမြို့ရဲလမ်းမတွေတဲ့ဆိုင်ပေါ့ဒီနေရာပို့ပြီးစကေးစီးလို့ပို့ပြီးကောင်းတယ်ပေါ့နော်ဒီမှာစကေးစီးဖို့အတွက်ဒီလှေကား၄တစ်တို့ပါတို့လေးရှိရပေါ့နော်မြို့ထဲမှာကျတော့ဒီလမ်းသွားလမ်းလာတွေအများများတယ် Get high, hit the floor before you go. Matador, Estocada, you're my blood sport. 48,000 seats, bleeds and rolls of my memories of you. Now that I am clean, the matador is no more distracted from you. But something good, oh something good, oh something good. Something good tonight made me forget about you. အဖွဲရဲ့လှုပ်ဆောင်ချက်ကတော့ကျွန်တော်တို့အဖွဲမှာပေါ့ဒီရှေ့မှာနေပြည်တော်တိုင်းသားကျွေးရမှာဒီလမ်းမတ်ပေါ့ကွာနော်အဲ့ရဲ့အဖွင့်ပွဲမှာသူတို့ကချင်ပြည်နယ်မှာစကေးကွင်းဆောက်ထားပြီးတယ်ရန်ကုန်ကနေပြီးတော့နေပြည်တော်လာတာဝေးပါတယ်ကျွန်တော်ရန်ကုန်ကနေပြီးတော့ဘတ်စကားစီးတာအချိန်9နိုင်ကြာပါတယ်နေပြည်တော်မြို့ထဲရောက်တဲ့အချိန်ကနေပြီးတော့National Landmark ကိုကျွန်တော်တို့ကားစီးရ1နိုင်ကြာပါတယ်အားလုံးစုပေါင်း6နိုင်ကြာပါတယ်အမြဲတမ်းကျွန်တော်တို့လာစီးဖြစ်တယ်တနက်ကို2ကြိမ်3ကြိမ်အဆင်ပြေသလိုပဲလူစုပြီးတော့လာစီးကြတယ်တခါတလေလာစီးလို့ရှိရင်15ယောက်အယောက်20အဲ့လောက်လာစီးကြတယ်ဒီမှာကျတော့ဒီလိုကွင်းမျိုးကကျတော့ဒီမှာတီးသက်အကောင်းဆုံးကွင်းလိုဖြစ်နေတယ်မြန်မာနိုင်ငံအတွက်လေဒီမှာစီးလို့ကောင်းတယ်တခါတလေလာစီးရင်2ရက်3ရက်လောက်ကြာတာပေါ့အမြဲတမ်းလာဖြစ်တာတော့တောက်ကြနေညဘက်လေထွက်လာတယ်ဒီမှာစနေတနင်္ဂနွေနေတယ်ပြီးရင်ပြန်ကြတယ်လူကြီးကအားပေးတယ်လှုပ်စေခြင်းတယ်အများကြီးဖြစ်စေခြင်းတယ်ဘာအကူအညီလိုလဲအဲ့လိုမျိုးဘာဖြစ်ဆွဲပေးရမလဲအဲ့လောက်ထိအဲ့ဒီတော့ကတော့သူတို့စီစဉ်ခဲ့တယ်နောက်ပိုင်းသူတို့အဲ့ဒီ skate အပေါ်မှာလှုပ်တဲ့အပေါ်မှာအာယုံစိုက်မှုနည်းသွားတယ်တခြားအလုပ်တွေကြောက်လဲပါတာပေါ့သူတို့တခြားအလုပ်တွေများတာကြောက်လဲပါတယ်သူတို့ကအမြန်လှုပ်တာအဲ့ဒီ skate ကွင်းတစ်ကွင်းဖြစ်ဖို့အချိန်ကိုတစ်ပတ်အလောက်အတွင်းမှာ1 week အတွင်းမှာအပီးလှုပ်တာဒါကြောင့် quality အရရောသူတို့ကအောက်မှာဆိုလို့ရှိရင်သုံးထားတဲ့ quality တွေကမပြည့်စုံဘူးမပြည့်စုံတော့ခဏအလှလိုပဲဖြစ်နေတယ်အဲ့ဒါကြောင့်ပြည့်စည်တာမြင်ပါတယ် quality မကောင်းဟုတ်တယ်အမှန်ကတော့သူတို့ရန်ကုန်မှာပြုလုပ်တင်တယ်ကျွန်တော်လည်းအဲ့ဒါကိုအမြဲတမ်းစဉ်းစားဖြစ်တဲ့အရာတစ်ခုပဲဒါပေမဲ့ skate ကွင်းနံပါတ်1နေရာကောင်းကောင်းတစ်ခုလိုအပ်တယ်ပြီးတော့ skateboard တွေအများကြီးမှာပြီးတော့ဖက်နက်ရယ်ရှူးရယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာစကိတ်စီးရတာကြိုက်ပါတယ်ရန်ကုန်မှာကျွန်တော်တို့စကိတ်စီးဖို့နေရာတွေအများကြီးမရှိပါဘူးဒီရှိတဲ့စကိတ်ကွင်းကြတော့လဲကျွန်တော်တို့အတွက်စီးဖို့အဆင်မပြေပါဘူး For skateboarders, I think they're going to have to get a bit creative, they're going to have to get confidence within themselves,
and get organised. Looking at new businesses, new international investors that are coming in as well, they'll be very keen to support something that's youth-led, that's youth-supported, and which will get their product or their services associated with something which is so positive and so creative and so different here. ပန်းချံကောင်းကောင်းတစ်ခုမှာပဲအဲ့လိုမျိုးနေရာကောင်းကောင်းတစ်ခုရရင်တော့အဆင်ပြေပါတယ်အဲ့ဒီနေရာကြတော့ပန်းချံတွေမှာပဲပို့ပြီးတော့တက်တော်မယ်ထင်ပါတယ် Skateboarding need a park so that they can exercise and they can participate and they can meet each other. First of all, we need the blessing from the sports ministry. This is not a sport that is specialized by any class of people. This is for all the people. This sport can become very popular. ကျွန်တော်တို့ဒီမှာရန်ကုန်မှာရှိနေတဲ့လူတွေအားလုံးစုစည်းပြီးတော့ကျွန်တော်တို့စကိတ်ကွင်းအကြီးတစ်ကွင်းရမယ်လို့လည်းကျွန်တော်မျှော်လင့်ထားပါတယ် Got to be one of the most unique spots in the world.